Okay, Dima. What kind of animal makes the best pet? What do you think? Hello, account lady, ya go to immediately send account no immediately send him. Let me up on them about lady Miaro, Bagam lady Miaro. Cat and dog. What do you think? What kind of animal makes the best pet? Account lady, look him motherly. Or check up here, let me that my man, Miss you, the me opinion will be. Cat. Okay. Why do you think this animal is a good pet? A hello cat lady go pass by Lieutenant. Hello, listen. Go back your back, go to now, go little lab your yapare. A hello, the lady, a comes on the pet lady to Tara. Rodia, Boy. solo. Illusion Babedo. Ludio kindly help them alive. Like a lady like I be up kind like Balo. No? Okay. Okay, help me, I don't. The medium, check the statements you think are true about dogs. Dogs lady နဲ့ပတ်သက်ပြီးတော့ဘယ်ချက်လေးတွေကမှန်တယ်လို့ထင်လဲသမီး၄ချက်လုံးမှန်လို့ရှိရင်၄ချက်လုံးကို tick လုပ်လို့ရပါတယ်တကယ်လို့တစ်ခုတည်းထင်လို့ရှိရင်လည်းအဲ့တစ်ခုတည်းပေါ့ကဲပြောကြည့်ပါဦး They help people who are sick get better. What do you think? They are are good. ထင်လားသမီးဘာဖြစ်တော့number 1 tick ပေါ့ဒါဆိုဟုတ်လား1လေးကို tick ယူလိုက်မယ် okay. What about 2? They make people feel relaxed. Is true or false? False. Oh, false. Okay. They are good listeners. ခွေးလေးတွေက True. True. ပြန်မပြောတာဟုတ်တယ်မလားကိုပြောရင်တော့ pick လက်နဲ့နားထားတယ် They are good pets for people of all ages. ရွယ်မရွေးလူရွယ်မရွေးရဲ့ good pets တွေဖြစ်နိုင်တယ် What do you think? No. No. Okay. ဒီနှစ်ချက်ပေါ့ဟုတ်ပါပြီအားလေးတွေကမှားတယ်မှန်တယ်မရှိပါဘူးကွာကိုယ့်ရဲ့အထင်နဲ့ကိုပြောတာဆိုတော့လေနော်ပြောလို့ရတယ်ကဲဟုတ်ပြီအဲ့တော့ဒီချက်တို့ဒီကနေ့ဒီချက်သင်မဲ့ခေါင်းစဉ်ဒီချက်သင်မဲ့စာဒီဘာနဲ့ပတ်သက်မလဲဆိုလို့ရှင်ဘာနဲ့ပတ်သက်မယ်လို့ထင်လို့ခုနအရှိမနှစ်ခုဖြေခဲ့တယ်ဆိုတော့ animals နဲ့ပတ်သက်မှာပေါ့နော် Okay. In the presence of animals the therapeutic effects of animal therapeutic do you know therapeutic therapy No. therapy ဆိုတဲ့စကားလုံးကိုသမီးကြားဘူးလား Job. ကုထုံးပေါ့ကုထုံးနော်ကုသမှုဆိုင်ရာထိရောက်မှုများ of animals the therapeutic effects of animals လိပ်ဆန်လေးတွေနဲ့ကုသခြင်းကြိုးကျေးဇူးများနော် author က Sarah Balki သူရေးထားတဲ့စာလေးကိုတို့တွေဒီနေ့စာဖတ်လေ့ကျင့်ကြမယ်ကဲအဲ့တော့ဒီကျတို့တွေပထမဦးဆုံး predict လုပ်ကြမယ်နော် predicting သမီးစာဖတ်တဲ့အခါမှာဒါကလေဒီကျတို့ကြီးဒီစာမှာကြားလို့ရှိရင်သမီးတို့က fiction အရှိကြီးတွေလည်းဖတ်ရတာပေါ့နော်အဲ့လိုမျိုးဖတ်ရတဲ့အခါမှာအခက်အခဲမရှိအောင်ဆိုလို့ရှိရင်စာများဖတ်ဖို့လိုတာပေါ့အဲ့လိုမျိုးစာတွေဖတ်တဲ့အခါမှာအရေးကြီးဆုံးသောtechniques တွေကတခုက predict လုပ်တယ်ဆိုတာဘာလုပ်တာလဲသမီး predict is a very important pre-reading skills စာဖတ်တဲ့အခါမှာအကျိုးစာဖတ်ခြင်းပေါ့အကျိုးစာဖတ်ခြင်းအတွက်အရန်ကိုအရေးကြီးတယ်အကျိုးစာဖတ်ခြင်း skill တခုဖြစ်ပါတယ်တဲ့ဆိုတော့သမီး predicting ကိုဘာလို့ထင်နော် predict လုပ်တယ်ဆိုတာဘာလုပ်တာလဲဝေး အကျိုးစာဖတ်အကျိုးစာဖတ်ခန့်မှန်းတာပေါ့နော်ခန့်မှန်းတာ when you predict you make a guess 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 ဆိုတာခန့်မှန်းတာလေဟုတ်လား when you make a guess about something based on information you have ကိုယ်မှာရှိတဲ့ information အပေါ်မှာအခြေခံပြီးတော့မှ make a guess ခန့်မှန်းလိုက်တာပေါ့နော်အဲ့တော့ predicting helps prepare the reader for the reading experience that is to come
predicting အဲ့လိုမျိုးခံမှန်းခြင်းကလည်းပဲ helps to prepare the reader for the reading experience that is to come ဒီဖတ်တော့မယ့်စာအတွက်ကို reader ကနေပြီးတော့ကြိုပြီးတော့ prepare လုပ်တဲ့နေရာမှာလည်းပဲသူကအထောက်အကူပြုပါတယ်ကဲတော့ predict လုပ်တယ်ဆိုတဲ့နေရာမှာဒီချယ်တို့တွေဘာတွေကနေ predict လုပ်လို့ရလဲအဲ့ဒီပုံမှာ sorry စာမှာပေးထားတဲ့ပုံတွေရှိတတ်တယ်နော် pictures တွေ pictures in a text that can often help you predict what the task is about နော်ဒီ task ကဘာအကြောင်းကိုပြောတာလဲဆိုတာမျိုးပုံလေးတွေကိုကြည့်ပြီးတော့လည်းတို့တွေခံမှန်းလို့ရတယ်ကဲအဲ့တော့ဒီချက်ကဒီမှာသမီးဒီပုံလေးကိုပုံဒီချက်ပြလို့ရှိရင်ပုံလေးပြမယ်ပေါ့နော် look at the picture in the reading what do you think is going on circle one of the choices and discuss your answer with me ဒီမှာပါဒနာတော့မရှိဘူးဒီချက်ပဲရှိကဲအဲ့တော့ဒီပုံလေးကိုကြည့်ကြည့်လိုက်ပါနော် in the presence of animals by Sarabaki and Science and Society ရဲ့အစားလေးကဲသမီးဒီပုံလေးကိုကြည့်လိုက်ပါကြည့်ပြီးပြီလားကြည့်ပြီးရင်တို့ဟိုဘက်ကမေးခွန်းလေးနဲ့ predict လုပ်ကြည့်ရအောင်နော်ရပြီလားကလေး ဟုတ်ရ Okay ကဲအဲ့တော့ကြည့်ရအောင် Look at the picture in the reading what do you think is going on circle one of the choices and discuss it with me ကဲသမီး ABC တွေကဘာလေးဖြစ်နိုင်တော့ a dog visit a sick person in the a dog visits a sick person in the hospital ဟုတ်လားဘာဖြစ်လို့လဲဒီမှာကကြည့်ရတာဘယ်သူလေးတွေကလူနာဖြစ်နိုင်တယ်လူကလေးလေးတွေကလူနာဖြစ်နိုင်တယ်ဟုတ်လားဒီမဲဆရာဝန်နဲ့ဆိုတော့သူကလာပြီးတော့လာလဲတာဖြစ်မှာပေါ့ဟုတ်လားကလေး ဟုတ် Okay ဟုတ်လားမဟုတ်လားတော့ဒီကျတို့စာဖတ်ပြီးမှသိမှာပေါ့နော်ကဲအဲ့တော့သမီးဒီမှာစာဖတ်ကြည့်အောင်ဒီစာပိုက်ကလေးကိုစူးစမ်းပြီးတော့ဖတ်ကြည့်ပါပြီးလို့ရှိရင်သမီးရဲ့ခုနထင်မြင်ချက်တွေမှန်လားမှားလားဒီကျတို့ဆွေးနွေးကြမယ်ဒီကျဒီမှာအနောက်မှာဟိုဟာ focus တွေလည်းပဲစုထားပေးတယ်နော် focus တွေဒါတွေကတော့ပြီးတော့မှာအဲ့တော့သမီးဒါလေးကိုပဲတို့အရင်ဖတ်ကြည့်ကြရအောင်သမီးရဲ့ထင်မြင်ချက်မှန်လားမှားလားဒါလေးဖတ်ပြီးစဉ်းစားကြည့်ရအောင်နော်မြင်ရလားသမီးဒီဟာက ဟုတ်မြင်ကဲဖတ်ကြည့်ပါဖတ်လို့ပြီးပြီဆိုဒီချက်ကိုပြောအဲ့ဒီဘာလို့အောက်ချနေခါတိုင်းဆိုတာအောက်ချနေအဲ့တော့ခုနအရှင်းပါသမီး predict လုပ်ခဲ့တာလေးဒီမှန်ပါသလားရှင်ဟုတ်လား dog လေးတွေက sick animal တွေစီကိုလာလဲsick people တွေစီကိုလာလဲတာဟုတ်လားကလေး ဟုတ် Okay ကဲဒါဆိုလို့ရှိရင်သမီးဖတ်ထားတဲ့စာလေးတွေကိုဘယ်လောက်ရလဲတို့အနောက်မှာ exercise လေးနဲ့သွား vocabulary တွေမှာသမီးဒီမှာ encourage ဒီလိုမျိုးလေးပေါ့နော် definition ကိုမှတ်မယ်ပြီးလို့ရှိရင် test ထဲမှာသူသုံးထားတဲ့ဟာလေး encourage patients to spend ဒီလိုမျိုးလေးတွေပေါ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ example sentence လေးတိစောက်ကြည့်မယ်ပြီးလို့ရှိရင်ဒါ image suggestion လို့ဘာလို့ကတော့ဒီမှာ teacher ထည့်ပြီးမပြင်တာအဲ့တော့ vocabulary ကိုမှတ်တဲ့အခါမှာအဲ့လိုမျိုးလေး definition ကိုမှတ်မယ်test ထဲမှာသူသုံးထားတဲ့အသုံးနှုန်းလေးကိုကြည့်မယ်ပြီးလို့ရှိရင် example လေးနဲ့ပေါ့ဖြစ်နိုင်လို့ရှိရင်နော်ကိုယ်ပိုင်စာကြောင်းလေးတွေပါတိစောက်ကြည့်မယ်တခါတည်းသိလားအဲ့လိုမျိုးမှတို့ကဒီ vocabulary ကိုတခါတည်းနဲ့အလွတ်ရသွားမှာသိလားကလေး ဟုတ် ဒီမှာ teacher သမီးနည်းနည်းလေးခတ်မယ်လို့ထင်တဲ့ဟာလေးတွေပေါ့ဟာဒါလေးတွေကိုထုတ်ထားပေးရနော်ကဲတော့သမီးခုနဖတ်ထားတဲ့စာထဲမှာတို့ main idea ကိုရှာကြည့်ကြရအောင် main idea ဆိုတာကတော့ is the general idea ပေါ့ဟုတ်လား not specific အသေးစိတ်ပြောတာမဟုတ်ဘူးဒီကြကြပြောတာမဟုတ်တစ်ခုလုံးကိုခြုံငုံပြီးတော့ပြောတာပေါ့ကဲအဲ့တော့အဲ့ဒီဒါက main idea ကိုမေးတဲ့မေးခွန်းဖြစ်ပါတယ်အဲ့တော့သမီးဒီမယ်ဒါလေးတွေဖြည့်ကြည့်ရအောင် true or false The first paragraph is only about the effects of animals on people with mental illness in the past. Is true or false? false False. Why do you say false? ဘာဖြစ်လို့ false ဖြစ်လဲသမီး matter is in the past ဟုတ်တာပေါ့နော် in the past ပဲမဟုတ်ဘူးလေဟုတ်လား
in the past ကိုပဲပြောတာမဟုတ်ဘူးကဲအဲ့တော့တို့ဒီမှာနည်းနည်းလေးပြန်ပြီးတော့ကြည့်ရအောင် As far back as the 1790s, the owner of Senior Citizen Home in New York, England encouraged patients to spend time with the farm animals, believing that this would help their mental state more than the sometimes hard therapies used on the mentally ill at the time. In recent years, scientists have finally begun to find proof that contact with animals can increase a sick person's chance of survival and has been shown to lower heart rate, calm upset children, and get people to start a conversation. ကဲအဲ့ဒီမှာ in the past ဆိုတာပါလား ပါ မပါဘူးเนาะအချိန်နဲ့သူတို့ရဲ့ research မှာတွေ့ရှိလာချက်အရာဒီလိုပြောမှာဟုတ်လားကလေးနော် in recent years scientists have finally begun to find a proof သူတို့တွေဒီသက်သေအထောက်အထားတစ်ခုကိုသွားတွေ့တယ်နော်ခွေးလေးတွေကဒီလိုမျိုး therapeutic effects တွေရှိချောင်းကိုတွေ့ရတယ်ပေါ့ဘယ်သူတွေမှလဲနော် survival and has been shown to lower heart rate calm upset children got people to start a conversation ဒီလိုမျိုးဗာလဲ sick person တွေအတွက်ကို chance of survival တွေရတယ်တဲ့ animal လေးတွေချက် okay အဲ့တော့ तू က pass လို့ပြောထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့အဲ့ဒါက false ပေါ့မှန်တယ်သမီးဖြေတာမှန်ပါတယ် okay now animals help people communicate more is true or false true true ပေါ့နော် animals တွေကပို့ပြီးတော့ communicate လုပ်စေတယ် now because people with animals are not as lonely as people without pets their health is better is true or false true true okay ကဲအဲ့တော့စာပိုင်လေးကိုတစ်ချက်ပြန်ကြည့်ရအောင်နော်ဒီမှာခုနပထမအပိုက်မှာဒီအကောင်လေးတွေက therapeutic effect ရှိရဆိုတဲ့အကြောင်းပြောတယ် scientists think that animal companionship is beneficial because animals are accepting and attentive and they don't criticize or give orders animals also have a unique ability to guide people to be more social ဟုတ်လား more social လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ် B မှာပေးထားတဲ့ true or false မှာ true ဖြစ်တယ်မှန်ပါတယ် visitors to nursing homes for example get more social responses from patients when they come with the animals companions researchers have found နော်ဒါဒီအပိုက်လေးကလူတွေကို communication တွေတိုးတက်လာစေတယ်ဆိုတော့အချက်ကလေးနော် not only do people seem happier when animals are nearby but they may also live longer ဟုတ်လားတိရစ္ဆာန်လေးတွေအနိမ်းနားမှာရှိလို့ရှိရင်ဒီလူတွေဟာပို့ပြီးတော့လည်းပျော်ရွှင်တယ်ပို့ပြီးတော့လည်းပဲ live longer ဖြစ်တယ်နော် studies show that ဒါဒီသူဒီတိုင်းနဲ့ပြောတာမဟုတ်ဘူး studies လေ့လာတွေ့ရှိချက်တွေကနေသက်သေပြတယ် that a year after heart surgery survival rates for heart patients were higher for those with pets in their homes than those without pets နော်နှလုံးယောဂနှလုံးခွဲစိတ်ထားတဲ့သူတွေပေါ့နှလုံးခွဲစိတ်ထားတဲ့သူတွေမှာပါတယ်လေအိမ်မှာ pet ရှိတဲ့သူထက်ဆိုင် pet မရှိတဲ့သူထက်ဆိုင်ရှိတဲ့သူတွေကပို့ပြီးတော့အသက်ရှည်တယ် elderly people with pets make fewer trips to doctors fewer trips to doctor means ကျန်းမာတယ်လို့ပြောတာပေါ့ဟုတ်လားဆရာဝန်တွေစီသွားရတာနည်းသွားတယ်ဆိုဆေးကန်းတော့ပြရတာနည်းသွားတယ်ကျန်းမာတယ်ပေါ့ then those who are without animal companions possibly because animals lessen loneliness or loneliness ဖြစ်တာကိုလည်းဒီအကောင်လေးတွေကကာကွယ်ပေးတယ်ရောပါစေတယ် A professor of public health at UCLA says that pet ownership might provide a new form of low-cost health intervention. ဆိုတော့ဗာဖြစ်လဲလိမ့်ဆန်လေးတွေရှိလို့ရှိရင်ကျန်းမာရေးဆိုင်ရာကုန်ကျစရိတ်တွေနည်းသွားမယ်ဗာဖြစ်လို့လဲဒီကောင်လေးတွေကြောင့်ကျန်းမာလို့ပေါ့ကွယ်ဒီလိုပြောတာပေါ့ဒါဆိုရင်သမီးဒီမှာဖြေထားတဲ့အဖြေတွေအားလုံးကမှန်ပါတယ်ကဲအဲ့ဒါဆိုရင်သမီးဒါလေးတွေကိုတွဲကြည့်ပါသမီးအဲ့ဒါလေးကိုလေဒီချက်စီကိုရေးပြီးတော့ပို့ပေးပါဥပမာနံပါတ်1 F ဆိုရင် F ပေါ့ဟာ A ဆို 1A ဆိုရင် 1A ပေါ့ 1B ဆို 1B ပေါ့အဲ့လိုမျိုးလေးတွဲရေးပေးနော်သမီးပြန်ကြည့်တဲ့အခါကျလို့ရှိရင်ဟောပြရအောင်
မိရလား cứ tao nói là phòng ngăn màu là làm gì mình tô bông rồi bông bông như vậy là bông như vậy là โอเคသမီးရောက်ပြီnumber 1လေးက spending time with the animals can make a person heart rate slower okay animals are different from people animals are different from people because they can tell us their opinions okay when visitor bring pass to the hospital patients talk more after a big operation patients with okay older people who have pets go to the doctor less often older people with pets in their lives I see 2A သမီးဟုတ်လား A ပဲလား I'm B older people with pets in their lives often live longer ပေါ့နံပါတ် B ပေါ့ဟုတ်တယ်နော် ဟုတ်တယ် အဲ့ဒါလေးပြန်လိုက်ရင်ရပြီကျန်တာလေးကုန်မှန်းနေတော်တယ်ကဲအဲ့တော့ဒီမဲ့ connotation ဆိုတာအဲ့ဒါသိဖို့လိုတယ်တော့ connotation ကိုဒီချက်တို့ကဘာအတွက်မှပို့ပြီးတော့အဓိကလိုအပ်လဲဆိုလို့ရှိရင်ဒီချက်တို့တွေဝတ္ထုတွေဖတ်တဲ့အခါပေါ့နော်ဝတ္ထုတွေ fiction ပေါ့သမီးတို့ဒါကြီးဒီမှာဆိုလို့ရှိရင်တို့ fiction တွေဖတ်ရလိမ့်မယ်အဲ့လိုဖတ်တဲ့အခါကြလို့ရှိရင်စာရေးဆရာတွေကစကားလုံးတွေကိုဓာတ်ရိုက်ကြီးတွေပြောကြမှာမဟုတ်ဘူးဒီချက်တို့က literal meaning နဲ့သွားယူလို့ရတာလေးတွေရှားတယ်နော် fiction မှာတိတ်ပြီးတော့မရှိဘူးဒီမှာရွဲ့ပြောတာတို့အလွန်အကျူးတွေပြောတာတို့တခုခုနဲ့နှိုင်းရှင်ပြီးပြောတာတို့အဲ့လိုမျိုးလေးတွေတွေ့ရမှာပေါ့ကွယ်အဲ့တော့ connotation မှာ positive connotation negative connotation ဒီလိုရှိတာပေါ့နော်အဲ့တော့ some words have a feelings connected to them depending on how they are used in a sentence ဒီချက်တို့ကိုဘာတွေပေးနိုင်လဲဆို feeling တွေပေါ့နော် some words have feeling connected to them depending on how they are used in a sentence sentence မှာသူ့ကိုဘယ်လိုသုံးထားလဲအဲ့ပေါ်မူတည်ပြီးတော့ဒီချက်တို့ကို feeling တွေဖြစ်စေတယ်ပေါ့ကွယ် these feelings or connotations can be positive or negative ဟုတ်လားဥပမာပဲ good or useful ဆိုလို့ရှိရင်ဒါဆိုရင် positive connotation ပေါ့ဟုတ်လားအဲ့လိုပဲနဲ့ bad or harmful ဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင် negative connotation ပေါ့ပြောချင်တာစကားလုံးတစ်လုံးဒီသူ့ရဲ့မူရင်းအဓိပ္ပာယ်အတိုင်းရှိမနေဘဲနဲ့ဒီကျတို့အတွက် feeling တွေပါယူဆောင်လာပြီးရင်ဒီကောင်တွေကို connotation ခေါ်တာပေါ့beyond the direct meaning ပေါ့နော်စကားလုံးရဲ့ direct meaning ထက်ကိုသူကကျော်လွန်ပြီးတော့ပြောတာမျိုးကဲအဲ့တော့ဒီမှာကြည့်ရအောင် look at each word find the word in the reading တမီးဟွာဖြစ်လို့ရှိရင် reading နဲ့သွားပြန်တွဲကြည့်လို့ရတယ် decide whether it has a positive or negative meaning check the appropriate box discuss your answer with me okay တမီးအဲ့တော့ positive negative column လေးနှစ်ခုကြာ positive အောက်မှာတမီးဘယ် verb တွေကိုထည့်မှာဘယ်စလုံးတွေကိုထည့်မှာလဲ negative အောက်မှာဘယ်စလုံးတွေကိုထည့်မှာလဲအဲ့ဒါလေးတစ်ချက်ကိုပို့ပေးနော်အဲ့ဒါကိုလေသမီးဒီမှာစာပိုက်လေးကိုခဏလေး screenshot လေးပြန်ယူရင်ယူထားလိုက်သူဘယ်လိုသုံးထားလဲပေါ့နည်းနည်းပြန်စစ်ရင်စစ်လို့ရနော်ဒီချက်ပြီးလို့ရှိရင်တော့ဒီနေ့ဒီသင်ခန်းစာပြီးရင်တော့ဒီ slide ကပို့ပေးလိုက်မယ်လေနော်သမီးဒါလေး screenshot ယူထားလိုက်ပြန်ပြီးတော့ check လုပ်လို့ရတကယ်လုံးဒီတကယ်ပဲ positive လားတကယ်ပဲ negative ယူပြီးလားကလေးကဲတွဲကြည့်ပါနော် positive negative positive အောက်မှာ1 to 8ထဲကဘာတွေထည့်မှာတော့ negative အောက်မှာဘာတွေထည့်မှာတော့ပြီးရင်တစ်ချက်ကိုပို့ပေးငါတို့အားပေးတာသမီးအားပေးတယ်ဆိုတော့အားပေးသည်ဆိုတော့ဘာဖြစ်မှာတော့ဟုတ်ပြီတန်တော့
ရလားကလေး I did okay. something. ဟုတ်တယ် ask someone to do something တယောက်ကိုဒီတစ်ခုခုပြုလုပ်အောင်လို့အားပေးတာကို encourage ခေါ်တာပေါ့မှန်တယ်သမီး now harsh ကရော harsh ကဘာဖြစ်မလို့ HRSH harsh ခုနလည်းတို့ရှာခဲ့တယ်နော် harsh ကကောင်းတာလားမကောင်းတာလားဘာဖြစ်မလဲကလေး Harsh. Unhappy. No, unpleasant yes မှန်တယ်နံပါတ် A နော် unpleasant ပေါ့ okay proof သက်သေပြတယ်ဆိုတော့ဘာဖြစ်မလို့ proof သက်သေပြတယ်ခိုင်လုံတဲ့အကြောင်းအရာတွေပေါ့အဲ့ဒါဆိုဘာဖြစ်မှာနော် as proof ဆိုတာကဲထားလိုက်တော့ခဏနေ proof ကိုရှာလို့ခတ်တယ်ဆိုရင်ခဏလေး survival ကိုကြည့်ကြည့်ရအောင် survival ဒီဘာဖြစ်နိုင်တော့ make relax. ဟုတ်ဘူးလေ survival က make relax တော့မဟုတ်ဘူးလေ are you kidding me no 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 survival calm ကပါလေ calm calm CLM calm calm ကမှာခုနသမီးပြောတဲ့ make relaxed နော် relax ဖြစ်သွားတာလေကဲ beneficial beneficial means Beneficial choices. No, that's not. beneficial ကောင်းတာလားမကောင်းတာလားမေpositive yes very good နော် positive okay နံပါတ် K ပေါ့အော်ဘယ်လိုကြီးတော့ဟာအော်ဘယ်လိုတွေဖြစ်ကုန်တာလဲ beneficial ကဘာဖြစ်လဲမေ Share positive. positive မှန်တယ်ကလေး positive မှန်ပါတယ် unique unique ဆိုတာဘာဖြစ်တာတော့ Oh, ဟုတ်ဘူး unique က O တော့ဟုတ်ဘူးလေအောက်က elderly ကပါတော့ elderly က oh, elderly ကမှာ O လူကြီးတွေလေလူကြီးတွေလို့ပြောတာ old person old people လို့ပြောလိုက်လို့ရှိရင်ရိုင်းတာပေါ့နည်းနည်းတုံတိတိဖြစ်တာပေါ့နည်းနည်းရိုင်းတာပေါ့ elderly လူကြီးတွေအဲ့ဒါ elderly ဆိုတာလူကြီးကိုပြောတယ်ရှင်ကြီးတဲ့အသုံးအနှုန်းကဲနောက်နံပါတ်9 loneliness ကတော့ဘာဖြစ်မလဲကလေး an unhappy feeling when နံပါတ် G ဟုတ်လား unhappy feeling when by oneself တယောက်တည်းရှိနေတဲ့အချိန်မှာမပျော်ရွှင်တဲ့စိတ်ခံစားချက် loneliness အထီးကျန်တယ်နောက် surgery ဘာဖြစ်မလို့ဟိ surgery ကတော့လွယ်ပါတယ်အဲ့ဒါတော့ as of calling ဟုတ်ဘူးလေအားတော့ continuing live to live ကကြတော့မှအဲ့ဒါဟိုဥစ္စာဒီမှာမဟုတ်သေးဘူး surgery ဆိုတာသမီးဘာလုပ်တာလဲ surgery means an operation. an operation by a doctor ပေါ့ဟုတ်လားကလေးကဲ now criticize means It's like patient. Where is that? Patient wrong. Number 8. နံပါတ်ဟုတ်ဘူးအဲ့ special or rare ကဘာလဲဆိုတော့ unique ဖြစ်တယ်လို့ပြောတာ unique special or rare ရှားပါတယ်အထူးတလဲဖြစ်တယ်ဆိုတာကဒါကနံပါတ် unique ကိုပြောတာနော် unique ဒီမှာသမီး criticize ဆိုသူများကိုဝေဖန်တာလေ say what a fault someone or something has တယောက်ယောက်သုံးမဟုတ်တစ်ခုခုဘာတွေမှားလဲဆိုတာကိုပြောတာအမားတွေထောက်ပြဝေဖန်တာပေါ့သူများကမကောင်းပြောတာပေါ့ဟဲ့ဝေဖန်တယ်ဆိုတာထက်ကိုနော်ဒါမျိုးကဲဒါဆိုရင်သမီးဘာကြံလဲ proof နဲ့ survival နဲ့ကြံတယ် proof နဲ့ survival ဒီဘက်မှာဘာကြံလဲ first ကြံတယ်ပြီးလို့ရှိရင် F ကြံတယ်
ကဲအဲ့တော့ဘယ်ဟာက F ဖြစ်မလဲဘယ်ဟာက J ဖြစ်မလဲ proof က proof ဆိုတာမှန်ကန်တယ်မှန်ကန်တယ်ဆိုတော့ရင်းဆိုလို့မရဘူးသမီးရဲ့အဲ့ဆိုဘာဖြစ်မှာတော့ pass fast ပေါ့ J okay ဒါဆိုရင် the last one ဘာဖြစ်မှာတော့ survival means as of continue are all continue living number F ခုနဒီချက်ဒါဘာကိုရေးလိုက်တာဩ E ကိုရေးရမှာဒါ E ဒါကြီးကနော်ဟုတ်တယ်မလား ကဲအဲ့တော့သမီးကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီစကားလုံး encourage ကိုရေးမယ်ပြီးရင်ဘေးနာက ask someone to do something အဲ့ဒါလေးကိုပါတခါလေးရေးမယ်နော်ဒီစာလေး7လုံးကိုသူ့ရဲ့ meaning နဲ့စကားလုံးကိုလည်းရေးမယ်ဘေးကသူ့ရဲ့ meaning ကိုလည်းရေးမယ် 1e 2a အဲ့လိုပဲမရေးတော့ကြားလားကလေးအဲ့ဒါတွေကိုပြီးသွားတဲ့အခါမှာပြန်ပြီးတော့ဖတ်ပါကျင်းသေးပါဖတ်ဖြစ်အောင်ပြန်ဖတ်ပါနော်အဲ့တော့မှသမီးကအဲ့ဒီ meaning လေးတွေကိုပြန်ပြီးတော့ဖတ်မယ်ပြီးလို့ရှိရင် test ကိုနှစ်ခေါက်သုံးခေါက်လောက်ပြန်ပြီးတော့ဖတ်ကြည့်လိုက်သမီး test ကိုပို့ပြီးတော့နားလည်လာလိမ့်မယ်ဟုတ်လားကလေး reading ဖြစ်တဲ့အတွက်စာဖတ်ရမယ်နော် reading ဒီတစ်ပတ်ကတော့ reading week ပေါ့ဒီတစ်ပတ်က reading week နောက်တစ်ပတ်ကျ writing week အဲ့လိုသွားမှာပေါ့